ချိုခေါင်းညိုကလွမ်းကျင်စရာကောင်းနေတော့ညီမကအရန်ဆုံးကဒုတိယလူကအကိုကောက်ရပစ္စည်းပြန်မပေးသေးဆိုအကိုကိုညီမဖွက်ထားမိမှာတကယ်တော့အကိုကညီမကိုကောက်ရခဲ့တာမဟုတ်လားအကိုရဲ့အချိန်ကာလတစ်ခုထိမတောင်းဆိုပါဘူးအကိုနှလုံးသားထဲမှာညီမနာမည်လေးခဏလောက်ဖွက်ထားပေးပါလားရုပ်ရှင်နေကြရလို့ဆိုညငယ်တော့2နှစ်ခန့်ကပေါ့အိမ်ပြန်လန်းလေးတွေကတိတ်လာပလုံးနေတာပေါ့နှစ်ယောက်အတူအိဖိုက်လေးကိုစီးပြီးအေရှာရာရဲ့ perfect တချင်းလေးကိုအော်ဆိုကြရင်ညနေလေးကြီးလေးနဲ့အတူတောင်တန်းတွေကိုငေးကြည့်ပြီးပျော်ရွှင်စရာအချိန်လေးတွေနဲ့အိမ်ပြန်ခဲ့ကြတာမမေ့ပါနဲ့အကိုခုလိုဝေးရမယ်ဆိုတာကြိုသိခဲ့ရင်လိမ်မောင်တိမ်တိုက်တွေနဲ့လေပြေလေးတွေကိုမုံကြွားခဲ့ဘူးအကိုခုတော့အိမ်ပြန်လန်းနေဟာအသက်မရှိတော့တဲ့ပတ်ဝန်းကျင်နဲ့ဟိုကျွေးနေတဲ့အယိုးရောင်တိတ်နေရဲ့လောင်ရည်နေတဲ့လေပြေတွေနဲ့အတူအဆွေးရုပ်ရှင်ဟာဇက်သိမ်းမလာခဲ့ဘူးပင်လာတယ်